Okay. All right. ကျွန်တော်တို့မနေ့က IAM row ကိုဒီတိုက်သွားတယ်အဲ့ဒါကိုကျွန်တော်ဆက်လိုက်အောင်အခုကျွန်တော်တို့ဒီကနေ့ဆက်မှာပါဆိုရင် row chaining ကကြတော့မနေ့ကဒီ IAM row ကို trust ဖြစ်တာကဒီ IAM user right so ဒီနေ့ကဘာလဲဆိုရင်ဒီ IAM row နောက်ထပ် IAM row တစ်ခုသူကနေပြီးသူ့ trust ဖြစ်မယ်တကယ်သူက trust ဖြစ်တာသူ right row chaining ဒါတော့မနေ့ကကျွန်တော်တို့ပြီးကနေမှကျွန်တော် discuss လုပ်ထားပြီးသားပါဒါပေမဲ့ hands on အနေနဲ့ကျွန်တော်ရတော့ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်ဒီမှာဘာ create လုပ်မယ်ဆိုရင်ကျွန်တော်နောက်ထပ် IAM row တစ်ခု create လုပ်လိုက်မယ် master programmatic network lead row ပြီးတော့ကျွန်တော် row တစ်ခု create လုပ်လိုက်မယ်master programmatic admin row ဒီ AWS account မယ်နော်ကျွန်တော်ဒီ AWS account မယ်ကျွန်တော်ဒီကောင် VPC read only access ကျွန်တော်ပေးလိုက်မယ်ဒီမှာကျွန်တော် master programmatic network lead row ဆိုပြီးတော့ကျွန်တော်ပေးလိုက်တယ်ပေးလိုက်ပြီးတော့ကျွန်တော်ဒီမှာ row create လုပ်လိုက်ကျွန်တော်ရဲ့ဒီ IAM row မှာကျွန်တော် trust ဖြစ်မှာကဘာလို့လဲဆိုလို့ရှိရင်ဒီ row trust ဖြစ်မှာ right master programmatic admin row ကျွန်တော် trust ဖြစ်မှာအဲ့တော့ကျွန်တော် master programmatic admin row ရဲ့IAM so ARN ကိုယူပြီးတော့ network lead row မှာကျွန်တော်သူ trust ပေးလိုက်အဲ့မှာကျွန်တော် post ကို update လိုက်အဲ့တော့ဒီမှာဆိုရင် master programmatic network lead row က admin row trust ဖြစ်တယ် master programmatic admin row က IAM user လေးကို trust ဖြစ်တာဟုတ်နော်ကျွန်တော် trust is like a chain so အဲ့တော့သူကပုံကဒီလိုပုံစံဖြစ်တာ right ဟုတ်နော်အဲ့သူရဲ့ trust relationship ကဒီမှာအဲ့သူရဲ့ maximum duration hour ကထုံးနိုင်ပြီးတော့ဒီမှာ T4 ကတနားရီဆိုတော့ဒီမှာတနားရီ and then ပြီးသူရဲ့ permission policy ကAmazon VPC read only access right permission policy ဒီ row ရဲ့ permission policy ကပါမယ် admin IAM read only access okay အခုကျွန်တော်တို့ test လုပ်မှာကဒီ IAM row ကိုကျွန်တော်ကသုံးပြီး test လုပ်မှာဖြစ်တယ်ဒီ IAM row မှာဘာ permission မှရှိစရာမလို right as long as ဒီ IAM row က STS API endpoint ကိုလှမ်းခေါ်ပြီးတော့SSK secret SSK session token ကိုသူ့အတွက် retrieve လုပ်ပြီးလို့ရပြီပေါ့နော်တကယ်တော့ဒီ permission မလိုဘူးဒီမှာ anyway ကျွန်တော်တို့ထည့်ထားလိုက်ရမယ် right ကျွန်တော်ရဲ့ profile ဘယ်လိုဖြစ်သွားမလဲဆိုရင် I need one more right ဒီကောင်ဒီမှာ master programmatic network lead row သူဒီမှာ master programmatic network lead row ဒါပေမဲ့သူရဲ့ source profile ဘယ်သူညွှန်ပါလဲ programmatic admin row right ဒီကောင်က master programmatic admin row ညွှန်မယ်ဒီကောင်လေးကညွှန်ဟုတ်တယ်နော် right okay cool အဲ့ပြင်ကျွန်တော်ရဲ့credential ကအသစ်ပြန်ပြလို့
Okay အဲဒီမှာကျွန်တော်ကြည့်ကြည့်အောင်ဒီမှာကျွန်တော်ရဲ့ဒီ US profile မှာကျွန်တော်ဘာမှမရှိဘူးเนาะ cache တွေဘာမှမရှိဘူးအဲ့အတွက်ကျွန်တော်ဒီ step by step ကျွန်တော်လုပ်ကြည့်အောင်ကျွန်တော်မြင်နေလို့ကပြပြရအောင် master programmatic network lead row နော် lead row ဒီမှာပါ network lead ကျွန်တော်ဒီမှာပြန်ပြောင်းအောင်မှန်ပါတယ် network lead ဟုတ်နော်မှန်နော် network lead ဟုတ်ပါပြီဆိုတော့ဒီဘာက master programmatic network lead row ဒီမှာရှိတဲ့ AWS config credential ဒီမှာကစိမ်းအောင်ဒီမှာ hostware မနောက်တစ်ခုဒီမှာ main အောင်ခလိုက်တော့ IAM user နောက်ပြရအောင်ခလိုက်တော့ master programmatic network lead row เนาะ okay โอเคအဲ့ဒါဒီဟာက VPC ကို create လို့ခေါ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီတိုင်းအရင်လုပ်လိုက်မယ်နော် let's say AWS EC2 describe VPC profile master programmatic network lead row okay ဒီလိုမျိုး query လုပ်တယ်ဆိုပါတော့ဒီ query လုပ်တယ်ဆိုရင် step 1ကဘယ်လိုသွားမလဲ step 0 network ဒီကောင်က profile network lead ဆိုတဲ့အတွက်ဒီကိုသွားမှာမဟုတ် right step 1 step 1က နေလို့ပြန်ပြီးတော့ပါမယ် Programmatic admin role ဘာမှမဖြစ်နေလို့ ဒီကောင်မှားနေပြီ အတူတူပါ ဟုတ်လား ဟုတ်အမေလို့ one right ဒီကောင်ကဒီဆို one သွားတော့ပြီးတော့ ပြောလို့ရှိရင်လည်းတစ်စက် master programmatic admin admin IAM ဒီစားလို့ပြန်ပြီးတော့ဒီဖြစ်မယ် ဒီကောင်မှာ စိတ်ပြန်ပြီးတော့ AWS credential mission credential ပြန်ပြီးမယ်
ဆိုရင်3ဖြစ်တော့ပြီ the 3 all right အဲ့ပြီးတော့မှ step 4 step 4က request HTTP request လုပ်မယ်တွေ့ရဲ့ asset key နဲ့ asset sorry asset key ID နဲ့ secret key asset key ဒီကောင်ကဒီမဲအောင်ပြောပါလေဒီ access key ပဲ master programmatic admin ရဲ့ access key secret access key တော့မှာနော် right ဒီကောင်နဲ့3ပြီးတော့ SDS SDS နော်ဟုတ်တယ် 4 SDS API endpoint သွားတယ်ပြီးတော့ reply ပြန်မယ် reply ပြန်တာက brand ပြန်တာက6ဖြစ်နေဟိုက validate ဆက်ရမယ် yeah that's right validation 5 right it US but not validation validate ကပေါ့စမှာ validate ကပေါ့စမှာ permission ဟိုasset programmatic admin ရဲ့ access key နဲ့ asset key နဲ့ credentials okay permission credential သူကတကယ်တော့နှစ်ခုစစ်မှာပေါ့လေတကယ် like master programmatic admin credentials are valid ဟုတ်တယ် right အဲ့ဒါတစ်ခုပြီးတော့နောက်သူစစ်တာတစ်ခုရှိသေးတယ်ပါလား permission no not permission first trust trust right trust ဟုတ်တယ်မလားအဲ့တော့ဒီ return ပြန်မဲ့ row ကိုဒီ row chaining right ဒီကောင်ရဲ့ ဖြစ်တာဟုတ်တယ်မလားဒီအောင်စစ်တာဒီ master programmatic admin row က trust relationship လားရှိလားဆိုတော့သူကစစ်တာဒုတိယချက်ကပါဆိုရင် validate trust relationship of of master programmatic programmatic admin row row admin dash row right that's correct yeah this will be the title this is 5 and the valueဖြစ်တယ်ဆိုရင်6 HTTP response 200 to return ပြန်มาလဲ return programmatic row row ရဲ့ master programmatic admin row ရဲ့ secret access key နဲ့ session ထား ထား ပြီး တယ် ပြန်မှာ ဟုတ် all right အကောင်လောက်ပြန်မယ်ပြန်ပြီးလို့ရှိရင်6ပြီးရင်7 of course 7 HTTP request နောက်ထပ် STS API ပဲလှမ်းသွားမှာဟုတ်တယ်မလားဆက်သွားမယ်ဒီတစ်ခေါက်သူသုံးမှာပါလဲဘာလို့သုံးမှာလဲဆိုရင် programmatic admin rule ရဲ့ ဒီဟာသုံးမှာ key ID STS key သူရဲ့ access key secret access key ဆိုလို့ရှိရင် use master programmatic admin row access key secret access ဘာညာကိုသုံးတယ်သုံးပြီးတော့8ကပါလဲ trust trust relationship ပဲဆက်တော့
ဘူးဖြစ်သွားလို့ တကယ် first page စစ်မဟုတ်သူကဒီအောင်စစ်အောင်မှဒီmaster programmatic admin role ရဲ့ credential တွေက validate ဖြစ်သေးလားဆိုတော့ဘာလို့သူ့မှာ expiry ရှိရဟုတ်တယ်မလား whether it is still valid because it's only 1 hour right ဟုတ်နော် validate master programmatic admin role session token and duration body are still valid ဟုတ်တယ် right ဒီကောင် validity ရှိရလေသူရဲ့ timer က right and then ပြီးရင် validate the translation of master programmatic network အော်လေ ဟုတ်တယ် right ဘာလို့သူက network ဒီကို trust ဖြစ်ထားဆို translation ကိုသူကစစ်တယ်စစ်ပြီးတော့မှအကုန်လုံးမှန်တယ်ဆိုရင် step 9အနေနဲ့သူက respond လုပ်မယ်ဒီတစ်ခါ reply ပြန်มาဆို master programmatic နော်လေ နောက်မှလေး network lead role ရဲ့ KID financials ရှင်းတယ် access key ပါညာ reply ပြန် right နော် fine အဲ့ဒါပြီးတော့မှကျွန်တော်တို့လုပ်နေတဲ့အမှာ EC2 describe PPC ဟုတ်တယ်မလား okay အဲ့ဒါပြီးတော့မှ 10 step 10က ဘာဖို့ဒီဖောက် that's what it is EC2 use master programmatic နော်လေ တော့ network lead role သူသုံးတဲ့ credential ဒီကောင် right အပြအောင်ဖြစ်သွားပြီနော်ရသေးရနော်ဒီရသေးရနော်အဲ့ပြီးတော့ set it validate master programmatic နော်လေ network lead rule ရဲ့ session token and duration are still valid ပြီးတော့ချက်စင်မယ် permission permission policy of master programmatic network lead နော်လေ role ဟုတ်နော်အဲ့ဒါပြော VPC ကိုလုပ်ရတဲ့ VPC ကို access ရှိတာမရှိတာသူကဖြစ်မှာဟုတ်တယ်နော် right okay everything valid အဲ့ဒါပြီးတော့မှ respond ပြန်မယ် ဟုတ်တယ် right okay အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာdynamic role အတွက် credential ကြည့်မယ်ဆိုရင်နှစ်စုံတွေ့ရဟုတ်တယ်မလားဒီမှာဆိုတော့ operation တစ်ခုလုံးပြီးတော့အတွက်ကျွန်တော် credential 3မျိုးသုံးပါ IAM user ရဲ့ access key secret access key ပထမဆုံး role chaining လုပ်ထားတဲ့ network programmatic admin role ရဲ့ access key secret access key session token expiry and then ပြီးလို့ရှိရင်တော့ like what နောက်ဆုံးကျွန်တော်တို့သုံးတဲ့ role network lead role right okay cool ဒါဆိုရင်ကျွန်တော်ရဲ့ cache ထဲမှာ we should expect to see two set of dynamic role right dynamic credential ပြောတာဟုတ်တယ်နော် okay let's do that okay ဒီကောင်ကိုပိုက်ပြန်develop လုပ်ဖို့မျိုးပါ damn it okay this is a response right ဒီမှာကြည့်ကြည့်မယ်ဆိုရင်နှစ်စုံဖြတ်ရှိရမယ် right ls တစ်ချက်လေးစီရလိုက်လို့ပြတာနှစ်စုံ right ပထမတစ်ခုက master programmatic admin role ရဲ့ဒီ 5dd ကစီလိုက် hash
ဒါဘယ်သူဟာပြောလဲဒါ master programming admin role ရဟာ access key secret access key right အဲ့ဒါကိုသုံးပြီးတော့မှဒီကောင်ကနောက်တစ်ခုကဒါ master programming network lead role ရဟာဟုတ်နော်အဲ့ဒါ right ဒုတိယတစ်ခေါက်ထပ်ခေါ်လို့ရှိရင်ကျတော့ကျွန်တော်ခုနောက်တစ်ခေါက်ထပ်ပန်းလို့ရှိရင်ဘယ် set တွေမရှိတော့ဘူးလဲဆိုရင်4မရှိတော့ဘူး5 6မရှိတော့ဘူး7 8 9မရှိတော့ဘူးဒီဟာပဲရှိတော့10ဟုတ်တယ် right အဲ့တော့ကျွန်တော် experience value ဖြစ်နေတော့ဟုတ်တယ်နော်10 11 12 right နည်းနည်းမြန်သွားတယ်ကြည့်လိုက်နည်းနည်းမြန်သွားဘာလို့သူက experience user ဆိုတော့ဟိုပါ API မှာလှမ်းခေါ်ပြန်လာလှမ်းခေါ်ပြန်လာခဏခဏမသွားတော့ပြန်မြန်သွားအခုကျွန်တော် delete ပြန်လုပ်လိုက်မယ် clear the cache ဒီမှာတစ်ချက်ကြည့်နည်းနည်းလေးသူကနည်းနည်းလေးကြာတယ်သူကနည်းနည်းလေးသိတော့မသိတာဘူးလေဒီ output ကိုကျွန်တော် analyze လုပ်ပြရအောင်ဘယ်လိုပြတော့နော်ရမယ်ရမယ် active recall မှာကိုယ်က hands on ပြန်လုပ်စီနေတယ်ဒီဟာဟိုlike ဘယ်လိုပြောမလဲ second nature လို့မဖြစ်အောင်လေ like hands on like step by step ဆိုတော့ကိုယ့်ကကိုယ်နည်းနည်းလေးလုပ်ကြည့်လိုက်လုပ်ကြည့်လို့ရှိရင် at least ဟိုကျွန်တော်လုပ်ပြတော့ကြည့်လို့ကောင်းတယ်ဒါပေမဲ့မမီ right ကိုယ့်ကကိုယ်မမီအဲ့တော့ကိုယ့်ကကိုယ်လေးပြန်လုပ်လိုက်တဲ့ခါကျလို့ရှိရင်ဆွဲသွားအောင်လေမှတ်မိပါအောင်နော်အဲ့ကျွန်တော်ဒီအောင်ဟို trace မလုပ်ပြတော့ဘူးနော်ရမယ် right ရပါတယ်ဗျာ နားလေးဟုတ် cool okay အဲ့တော့ဒါဆိုရင်ကျွန်တော်မှန်းလို့ရပြီ right ဒီမှာဆိုရင် API call စီရလိုက်ဒီရဖို့တကူ12ဆင့်အောင်သွားနေရတယ် let's say example if we have another role to trust to this guy ဆိုလို့ရှိရင်ပုံများပို့ဆိုးပါမယ်ဒီ role trust this role ဒီ role trust this role 3ဆင့်လောက်ဖြစ်သွားပါမယ်တင်လားဟုတ်ပြီနော်အခါကျလို့ရှိရင်တော့ technically လုပ်လို့ရလားဆိုတော့လုပ်လို့ရတယ် right ကျွန်တော်တို့သိပြီးသား step by step သူ့ရဲ့ S ဟိုဟာဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ကျွန်တော် technically သိတယ်ဒါပေမဲ့ does it make sense အဓိပ္ပာယ်တော့သိမရှိဘူးတင်လား why would I want to do that ဒီဟာကို chain ဒီဟာကို chain ဒီဟာကို chain လို့ပြောလုပ်သွား right ဒါပေမဲ့လိုအပ်တဲ့ what decision တော့ဟို use case ပေါ်မူတည်ရပါလေဒီတော့အဲ့လိုမျိုး row နှစ်ခါသုံးခါတော့ chain ရမယ် row အခြေအနေဖြစ်လာလို့ရှင်တော့လုပ်လိုက်ပါတော့အဲ့ဒါဆိုရှင်တော့ဘာဖြစ်လဲဆိုရင်latency ရှိရပါဟုတ်တယ်မလားဘာလို့ဆိုသူက API call ကတင်မလား how many တခါဒီကောင်ကပြဿနာမရှိဒီကလေးကပြဿနာမရှိ1 2 3 4နောက် blue တက်ပါလို့ရှိရင်နောက် blue ထပ်ပါလို့ရှိရင်5 6 9 10 90 7အဲ့လိုမျိုးဖြစ်သွားပါလေနော်ရလား ရပါတယ်ဗျာ ဟုတ်ရပါတယ် right okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ next step အနေနဲ့ဘာသွားလဲဆိုရင် what about we will do the cross account ဒါက same account ပဲရှိသေးတယ် cross account ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲ cross account ဆိုတော့အတူတူပဲဒါပေမဲ့ permission မှာသူကနည်းနည်းလေးကွာသွားတယ် cross account okay အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်အဲ့ဒီနေရာမှာကျွန်တော်ဒီ network lead ကိုကျွန်တော်ဖြုတ်လိုက်တော့မယ်နော် I will just kick this network lead row outနောက်ဒီမှာ master programmatic admin role ရှိတယ်အခုကျွန်တော်ဘာလုပ်မလဲဆိုရှင်နောက်ထပ် AWS account ကနေပြီးတော့ကျွန်တော်ဘယ်သူ့ကို trust လုပ်မလဲဆိုရင်let's trust from ဒီ account ကနေပြီးတော့တခြား account ကိုကျွန်တော် trust လုပ်ဟုတ်နော် okay တခြား account ရဲ့ IAM user ကို you trust လုပ်မယ် IAM user page now we will do the trust for IAM role ကျွန်တော် trust လုပ် okay so let's trust the IAM user first fresh
Okay, master programmatic admin role. Complete scan. Now maybe no. Sorry, let me do that again. We count first. Version of green. Master programmatic admin role. Which one can create right now? You are a user of the cluster. Master programmatic admin role. That's relationship. Okay. Aku channel balong na say I will create a role. And channel trust to maga the cha account nga. Okay. I'll trust to channel. User I'll trust to channel. I am role trust to channel. Channel dev account no like. That's a cross account access pivot, no? Cross account access pivot. You know my dev programmatic admin sheet there. You know my wow I am role machine there. So you know the user trust over dev programmatic admin. Dev programmatic admin who got master account I am role is trust over. Huh? That is no. What say? Sorry. To be here. Master programmatic admin role. Okay, put this way back. Only put this way. Okay. I mean, two of you trust to manage way. The chat account another account. He can't do that. We account idea to that. Yeah, programmatic admin. You know? Create properly. I'll trust this guy. No, really. That's what you're about a solution.
sign in လို့ master တွေကိုပြန်ဝင် master pro the cloud AWS master account master console admin IAM user IAM role, right? Master programmatic admin trust relationship edit policy အဲ့ကျွန်တော် trust တော့မှာကဘာလို့လဲဆိုတော့တခြား account တွေဒီကောင်လေးတခြား account တွေဟုတ်တယ် right thenဒီကောင်နောက်နှစ်ခုဖြစ်မှာဖြစ်တဲ့ဒီကောင်ကဒီလိုလေးထည့်ဒီလိုလေးထည့် array ဆိုတော့ဒီမှာ policy အပါဆိုတော့နှစ်ခု right ဒီ AWS principal နှစ်ခုဒီလိုမျိုးဟုတ်နော်အဲ့နှစ်ခု trust ဖြစ်ပါဘူးလေဒီမှာနောက်တစ်ကောင်ရှိရယ်နော် trust this guy also ဒီကောင်ကသူနဲ့ same account ဆိုတော့အစိမ်းအောင်ကျွန်တော်ပြလိုက်မယ်သူ account ID အတမိုးလေး Master. Hey, that's a blue nale on the out. That programmatic admin ရော master programmatic admin ကို admin ရောဟိုကနှစ်ခုလုံးနဲ့ချိန်ထားတယ် admin role ကိုအကောင့်နှစ်ခုနဲ့ချိန်ထားဇာတ်ကောင်နှစ်ခုတည်း အဲ့ဆိုရင်ကျွန်တော်ကဒီ IAM user ကိုသုံးပြီးတော့ resource တွေ create လုပ်ချင်တယ်ဆိုရင်ဒီ IAM user ကတခြား account မှာရှိတယ်ဟုတ်တယ် right ဟုတ် ဒီ IAM user တခြား account မှာရှိတယ်အဲ့တော့ဒီ IAM user မှာ permission ရှိလားSelf account Self programmatic admin right okay ဒီမှာဘာ access key မှလည်းမရှိဘူးဒီမှာဘာ permission policy မှလည်းမရှိဘူးနော်တော့ဒါမျိုးဒီ IAM role မှာmaster programmatic admin role မှာ IAM read only access ရှိတယ်
အဲ့တော့ဒီဟာအရဆိုလို့ရှိရင်ဒီ dev programmatic admin ဆိုတဲ့ IAM user လေးကဒီ account ထဲမှာရှိတဲ့ဒီဟာတွေ IAM read only ကိုလုပ်လို့ရတယ်ဆိုတဲ့သဘောပေါ့လို့လား ဟုတ်ပါတယ်အဲ့လို ရ ရလားတခြားတူဆိုတာအချင်းချင်း trust ဖြစ်သွားရင်တော့တစင်းစင်းစင်းဟုတ်တယ်လို့ရဆိုရင်တော့ရပါမယ်ထင်တယ်ဒီ master programmatic admin rule ဆိုရင်တော့လုပ်လို့ရပါမယ်ဘာလို့ဆိုတော့တစ်ခုမှလောက်ထားတာရှိတဲ့အတွက်ကြောင့်မလို့တစ်ခုမှဆိုတာမဟုတ်သူနဲ့ same account ဖြစ်နေတဲ့ဒီ master programmatic admin မှာလောက်ခွင့်ရှိနေတဲ့အတွက်ကြောင့်မလို့တော့ master programmatic admin rule မှာတော့ရပါမှာပေါ့နော်ဟုတ်တယ်ရတယ်ဘာလို့မဆိုင်ရပါတယ် dev ကောက်မှာရှိတဲ့ဒီ IAM user လေးကသူကဒီ IAM တွေကို list လုပ်တဲ့အခါမှာတော့ဒီသူ့ကို trust လုပ်ထားတဲ့ role ကိုပဲအသုံးပြုပြီးတော့လုပ်တာဆိုတော့သူကရတော့ own account မှာဆိုတော့ဟုတ်တယ်ဘာမှမရဘူးသူကဘာမှမရှိဘူးဆိုတော့ အကောင့်မတူတော့ကြတော့ရပါမယ် ရတယ်သူကဘာလို့လဲတော့ဆိုတော့ trust လုပ်ထားလို့ဒီ role ကသူ့ကို trust လုပ်ထားတယ်သူကဒီ cross ကောက်ကိုသူကလန့်လုပ်လို့ရ ဟိုဟာအကောင့်မတူတော့ကြတော့ဒီ ID တို့လုံးလိုက်ရုံနဲ့ trust ဖြစ်သွားတယ် cross လုပ်ဖို့အတွက်တခြားမတူတော့ဘူး ကိုဆိုင်ဟိုကမေးခွန်းအလေးကိုဆိုင်ကျွန်တော်ဒီ dev account ဘက်မှာ IAM ဟို user တွေဟိုဆက်စပ်လို့ရမှာလို့ပြောတာလား no ဟို dev account မှာတော့ Rule အနေနဲ့ ရပါဘူးအဲ့တော့ဒီ dev account dev account နဲ့မှာဘယ်သူမှ तू က trust လုပ်မထားဘူးလေဘာလို့ IAM user က trust IAM user မှာ trust relationship ဆိုတာမရှိဘူးလေ ဟုတ် IAM role မှာပဲရှိရအဲ့တော့ဒီမှာ role က तू ဒီ account ဒီ master account မှာရှိရ right ဟုတ် ဒီခုဒီလိုရေးထားတဲ့ policy ရတော့ဘာလို့ဆိုရင်ဒီ policy ရ तू ကဒီ role ကနေပြီးတော့ hey ငါ့ကိုသုံးနေတယ်သူ့ကိုသုံးလို့ရ तू ကနှစ်ယောက်ကိုခွင့်ပေးထားတယ်သူကနေပြီးသုံးလို့ရမယ် तू ကနေယူသုံးလို့ရမယ် right ဟုတ် ဟုတ်တယ်မလားဒီ policy ရဆိုလို့ရှိရင်तू ကဒီ role ကိုသုံးလို့ရှိရင် IAM read only access ရမယ် ရမယ်လို့ထင် ရပါတယ်လို့ထင်တာလို့ဆိုတော့ဟုတ်တယ်ရတယ် သူ့ကို trust လုပ်ထားတယ်ဆို အဲ့ permission policy ပေးထားတဲ့ IAM read only access တစ်ခုလုံးကိုယူသုံးထားတဲ့အတွက်ကြောင့်မသိသေးဘူးမင်းထင်တယ် လောလောဆယ်ဒီ dev မှာရှိတဲ့ IAM user asset key secret asset key တော့မရှိဘူးတော့ကိုစားဟုတ်တယ် မရှိဘူး မရှိဘူးဆိုရင်တော့မရတော့သေးဘူးဘာလို့ဆိုတော့ row ကသူကိုယ်ပိုင် asset key secret asset key ကမရှိဘူးလေမရှိတော့သူကဒီစရင်ဒီ STS နဲ့စကားပြောဖို့ရကြလိုသေးတာ asset key secret asset key อ่ะ right simple right I just add one cross account ကျွန်တော် cross account လို့ထည့်လိုက်တာဘာမှမလုပ်ဘူးခဏတော့ချောနေရပဲ right ဒီစင်းကိုချောလို့မွေးလို့ချောမွေးလို့ချော profile တော့ကြည့်တော့သူက asset key secret asset key ကမရှိဘူးလေမရှိတော့သူဆက်လုံးမလုပ်တော့ right okay ဒါဆိုရင် AWS profile ဘယ်လိုရင်စောင့်လဲ yes ဒါကိုရင်စောင့်လိုက် ပြီးတော့ ပြီးရင်တော့ SKI super SKI creation ရင် not ဒါ master programmer admin right နောက်ပြီးတော့master programmer admin role right master programmer admin role master programmer admin
အဲ့ပြီးတော့ dev programmatic admin right ဟုတ် ဒါ လား program rule chain superfile superfile အများကြီးထည့်လို့ရမရဘူးဟုတ်တယ် superfile ကမ်းလာစက်ပကမတင် superfile ကခွဲထည့်လို့ရတယ်မရ ဘယ်လိုခွဲလဲ you mean ဒီ source profile ကမျိုးလား dev ဆိုပြီးတော့ this guy point here အဲ့လိုမဟုတ်ဘူး အောက်မှာထည့်လို့ရလားဒါမှမဟုတ်နောက်တစ်ခုကျူ နောက်တစ်ခု နောက်တစ်ခုထည့်ပြီးတော့ပဲ source profile ထည့်ရမလားဆိုတော့မသိဘူး source profile လေးပဲထည့်ရမလားဒါမှမဟုတ်အကူလုံးပြန်ကူးပြီးတော့ you mean source profile ပဲ master programmatic admin then copy another one ဒီနေရာမှာ dev ဆိုပြီးထည့်ရလို့လား အဲ့လိုပဲထည့်တာ then ဒါမှမဟုတ်ဟို ဒီကနေတိုက်နေ ဒါပေမဲ့သူဟာ alias ဟုတ် အဲ့လိုကမှတဲ့အတမရလည်းဘူးပဲလည်းပြီးတော့ trust တော့နော်ထိုင်တော့မဆိုတော့ ဟိုအပေါ်ဆုံး3ခုကတော့ဟုတ်တယ်ဗျာဒီစိန်အကောင့်မှာရှိတဲ့ဟာပြီးသွားတယ်ကျွန်တော်တို့ကဒီ different account မှာရှိတဲ့ dev ဘက်က row profile 2ခုထပ်ဆောင် superfile အခု အမောအဲ့လိုအစိမ့်ဒီအပေါ်ဒီ dev IAM user အတွက်သူက row တစ်ခုထပ်ဆောင်မယ်ပြီးရင် အဲ့ဒီလိုနဲ့ပြန်ပြီးတော့မှ ပြီးရင်နောက်ထပ် IAM ဒီ dev IAM user အတွက် row နောက်ထပ် profile တစ်ခု2ခုထပ်ဆောင်မှာပေါ့ဒီဘက်မှာ ဟုတ်လားမဟုတ်လားဒီမှာဆို ဟုတ်တယ်အဲ့ဒီမှာကျွန်တော် profile name က dev ဒါပေမဲ့ဒီ ဟုတ် IAM ဒီကလည်းပြောင်းအောင်ဟုတ်သူက မကြ ဟုတ်တယ်သူ row ARN နေရာစာအကုန်ချိန်ရတော့မှာ row AM ဘယ်လိုချင်း row ကတစ်ခုပဲရှိတယ် Russia ဟုတ်ဟုတ် row ဟုတ်တယ်အဲ့ row ပဲတော့မချိန်ဘူးပေါ့ တစ်ခုပဲရှိမှာ ဟုတ်တယ်အဲ့ row ပဲတော့ပြီးရင်ကျွန်တော်ကဒီနောက်ထပ် dev IAM အတွက်ကျွန်တော်ကဒီနောက်ထပ် profile တစ်ခုထပ်ဆောင်အခုတိုင်းဆိုရပြီအနည်းကကြတော့ dev အတွက်ဟုတ်တယ်ပြီးရင်ဒီဘက်မှာ asset key secret asset key ကျွန်တော် credential ထပ်လုပ် အဲ့ဆိုလို့ရှိရင် dev programmatic and ဒီလိုကသူ့ရဲ့ root user အောက်မှာပဲသွားဆောင်မှာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီ master အောက်မှာပဲဆောင်မှာလားအဲ့ဒီလို master အောက်မှာပဲဆောင်မှာနော်ဒီမှာပြောရပြီလားအကောင့်အဖွင့် credential ရတယ် .aws အောက်က credential အောက်မှာပဲထပ်ဆောင်နောက်ထပ် profile တစ်ခုနဲ့ row ဟုတ်ဒီဟိုအောက်မှာပဲလား master အောက်မှာပဲလား sorry ဟုတ်တယ် master အောက်မှာပဲဟုတ်ဒီနာမည်နဲ့ပဲ ဟုတ်တယ်ဟုတ်တယ်ခုစောက်ထားတဲ့အတိုင်းကျွန်တော်ကတော့စောက် ဟုတ်နော် အပြားရဲ့နေရာကြတော့ဒီ dev account dev IAM user အတွက် okay အဲ့တော့အခုဒီအောင်အခုကျွန်တော်ဒီ scenario ကိုကျွန်တော် club site like placeholder တွေမှာခဏထားလိုက်မယ် right I'll give you another scenario right another scenario ကြပါလဲဆိုလို့ရှိရင် you have this
ဒီဟာအတူတူပဲဒီကောင်အတူပဲဒါ scenario 1နော်အတူပဲဒါပေမဲ့ဒီ dev programmatic ဒီ dev account မှာ have a row okay ကျွန်တော် row တစ်ခုရှိမယ် I will create a rowနော်ဒီ row ဒီ account မှာနော်ဒီ row က dev programmatic admin row ဟုတ်နော်dev programmatic admin row နော်သူကဘယ်သူ့ကို trust ဖြစ်မလဲဆိုရင်ဒီကောင် trust ဖြစ်မယ်ဟုတ်နော် I will trust this guy အဲ့ဒါဒီမှာ create ရနော်ကျွန်တော် dev account နော် dev account create row AWS account အဲ့မှာကျွန်တော် trust ဖြစ်မှာကဒီ account မဟုတ်တော့ဟို master account right master account right ဟုတ်နော်အဲ့ကျွန်တော် master account ရဲ့ဒီကောင် ID ကိုယူလိုက်မယ်ဟုတ်နော် next let's say I will give VPC read only access to that အဲ့ဒီကောင်က dev programmatic admin method right ဟုတ်နော် dev programmatic admin ကိုကျွန်တော် trust လေးရှိချက်က over account trust ဖြစ်နေ over account ရဲ့ root user ကြီးကို trust ဖြစ်နေ right တကယ်ကျွန်တော် root user ကို trust မလုပ်ချင် I want to trust this guy master programmatic admin လို့နော်ဟုတ်နော်ကျွန်တော်သူ့ trust ဖြစ်ချင်ဒါကျွန်တော်ရဲ့ trust policy ကိုကျွန်တော်ပြင်လိုက်မယ်Okay, master programmatic admin role ကို trust လုပ်လိုက်ဟုတ်တော့ဒီမှာနော်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုရင်ကျွန်တော်ရဲ့ပုံမှာကtrust this guy trust this roleကျွန်တော် trust ပြတာဒီတော့ဟုတ်နော်ကျွန်တော် trust ပြတာဒီကောင်ကျွန်တော်ရဲ့ permission ဒီ high permission policy ကလည်းထုံးခဏလိုပဲအဲဒီရတဲ့သူက IAM we only access ဒါမျိုးဆိုရင်ဒီလို scenario ဆိုရင်ဘယ်လိုဖြစ်မလဲသူရဲ့ AWS profile ကdev programmatic admin role all right to point out the source profile က master programmatic admin role ဟုတ်တယ်နော်ဒီနေရာမှာ master programmatic admin role ဒီ role ARN ကဒီပါ
ဟုတ်နော် ဟုတ် Budget Programming Admin ကိုသူထွက်ဖြစ်တာက Master Programmatic Admin ကိုထွက်ဖြစ်တယ်ဒီမှာအစိမ်းရ Master Programmatic Admin ကိုသူကသူကနေထွက်ဖြစ်တာက Master Programmatic Admin ကိုထွက်ဖြစ်တာ Master Programmatic Admin ကဒီမှာအမဲရ Okay အခုဒီကောင်မပါဘူးထားဒီကောင်ကြီးမပါနဲ့နော်ဒီငတိလေးထပ်ဒီငတိလေးမှတ်ထွက်ထားတယ်ဒါမှမဟုတ်နေ အဲ့ဒီတော့မတက်နေလို့ကြာနေတော့ ဘာမှမထားအဲ့တော့ဟိုကျွန်တော်ရဲ့ပုံစံကဒီလိုဆိုကြပါမယ် cross account simple right ဒီကောင်ကိုရှင်းတယ်နော်အဲဆိုရင်ကျွန်တော်ရဲ့ profile ပြလို့ရတယ်BI for AWS config Master Programmatic Admin role ကောင်က Dev Programmatic Admin role ဟုတ်နော် Dev Programmatic Admin role ရဲ့ဒါလေးလေဟုတ်မှာဟုတ် right ပါတယ် Dev Programmatic Admin role ဒါက Master Programmatic Admin role ဟုတ်နော် Master Programmatic Admin role trust this guy this one trust this guy ဒီလိုပဲနော်ပေါ်နဲ့အောင်လည်းပေါ့အဲ့ဒီလိုပဲ right ဟုတ်လားဟုတ်တယ်နော် ဟုတ်ပါတယ် ဒီ credential ကဒါ Master Programmatic Admin ရဲ့ credential တခုပဲ ဒီလိုဖြစ်တော့မှထင်တယ်ဒီဟာကိုနားလည်သွားရင် AWS ရဲ့ concept တော်တော်များများအဆင်ပြေသွားလိမ့်မယ် active service တွေတခုပါပြတာ right so let's see Master Programmatic Admin very kilometer mile GMBB okay yeah it's correct okay အခုလိုအခြေအနေမျိုးမှာအခုလိုအခြေအနေမျိုးမှာဆိုရင်ကျွန်တော်ဒီ Master Programming Admin ကို permission policy နဲ့ဖြုတ်လိုက်Master Programming Admin okay ဒီမှာဘာ permission policy မှမရှိဘူး right don't have this oneဒီလိုအခြေအနေမျိုးမှာဆိုရင်ဘာပြောလို့ရလဲ ဒီအမေကလည်း policy ရချုပ် DIM ကိုကဘာလုပ်လို့ရလဲ policy ထုတ်လိုက်ရင် မ တော့ ရဘူးထင်တယ် SDS ပဲခေါ်လို့ရမယ်ထင်တယ် policy ဆိုတာထုတ်လိုက်တယ်ဆို
cross ကောင်လောက်တယ်နေ contact ကို ဟုတ်ကော နောက်ဆုံးက IAM read only အစမလို့ဟိုဟာမှာလည်းလို့ developer programmatic မှာလည်း IAM asset ပေးထားရနော် IAM read only ပေးထားရနော် that programmatic မဆိုင်တော့ due to the out of the picture ဒီကောင်ဒီကျွန်တော်ဖြုတ်လိုက်တော့အဲ့ဒါမျိုး admin လို့မှာ master programmatic admin လို့ပါချိန်မှာအဲ့မှာစင် developer ရဲ့ admin လို့ပြန်ပြီးတော့လမ်းချိတ်ထားတယ်ဆိုတော့ ဟိုတော့ခေါ်လို့ရမှာပေါ့ဒီ master ရဲ့ SDS information တော့ခေါ်လို့ရမှာ master ကိုယ်ရှိချင်းနေ ပြီး ဒီ တော့ ဟာဒီဟာဒီဟာနဲ့အတူတူပဲလေ ဟုတ် ဒါပေမဲ့ cross account ဖြစ်သွားတယ်လေ cross account ဖြစ်ရဆိုဟိုဟာလေဟုတ် ဟုတ်တယ်မလားအတူတူပဲလေ ဒီလိုပဲ just ဒီကောင်က different account ဖြစ်သွား row နေရာမှာ dev မှာ master user ပြောင်းလိုက်တာပဲရှိတယ် သူကထွက်ဖြစ်တာဒီကောင်လေဒီမှာလေ same account ဟိုက different account အတူတူပဲလေဘာမှမကွာပုံစံအတူတူပဲဒီမှာ first patient ပြတယ်မှာဟုတ်လားအတူတူပဲဟုတ်လား ဒီလိုပဲကိုဆိုင်လား ဒီလိုပါပဲ ဒီမှာဆိုဘာပြောလို့ရတော့ခုနတော့ဒီ case မှာဒီ master programmatic network ဒီကိုရ VPC ဒီလုပ်လို့ရတာဟုတ်တယ်မလားဒီ account မှာဒီ account ဆိုလိုက်9 something ကောင်းအခုဒီ case မှာဒီ dev programmatic admin တွေက not တင်တော့ IAM not IAM ရမယ်တင်တယ် IAM ရမယ်အတွက် okay အဲ့ဆိုရင် okay အခုအချိန်မှာကျွန်တော်ကရိုင်နော်အကုန်မှန်တယ်နော်ဒီကောင် set up လုပ်ထားပြီနော် ဟုတ် AWS IAM list user dash profile dev programmatic admin role right ရမယ် အဲ့လိုမျိုးလုပ်လိုက်လို့ရှိရင်ပြမဲ့ IAM user list ကဒီ master account မှာရှိတဲ့ IAM user list ကိုပြမှာလား dev account မှာရှိတဲ့ IAM user list ကိုပြမှာလား master account မှာရှိတယ် ကျွန် ဒီ တော် မှာ dev account မှာရှိတဲ့ဟာလို့ထင်တယ် dev account မှာ ဒီမှာ sorry ဇလန်ဆိုင်ဒါ AWS basic this is AWS basic master မှာရှိတာပြမယ်တဲ့ ဒါမှအကောင့်နှစ်ခုပဲရှိသေးတယ်နော်ကျွန်တော်အလုပ်ထဲမှာပါတယ်နှစ်ခုနားလည်ရပြီနှစ်ခုနားလည်အခု200လည်းပြဿနာမရှိဘူး it's okay သိမလား အဲ့ကခိုင်လေ profile ခေါ်ထားတာက dev ကနေပြီးတော့ပြန်ချိတ်ထားတာ master နော် master ကနေချိတ်ထားတာကမှပြန်ပြီးတော့ဟိုကပြန်ချိတ်ထားဆိုရင် master ကိုပြမှာဟုတ်တယ် profile ချိတ်ထားတဲ့ဟာဆို ခုနက scenario ကဒီမှာ ဟုတ် yes ပြန်ကြည့်ခုန scenario ပြန်ကြည့် right same account လေးဆိုပြီးဒါပေမဲ့ unfortunately ကျွန်တော်တို့အလုပ်သွားတဲ့ခါကျရင် account တစ်ခုလည်းမရှိဘူးကိုကြီးwe have so many account account တစ်ခုလည်းရှိရစရင်အဲ့ဒါမဟုတ်တော့ဘူး right so ဟုတ်ပြီနော်မပြန်စမ်းဒီကောင်ကိုသုံးပြီးတော့ခေါ်တဲ့အခါမှာ affect ဖြစ်တဲ့ permission ကဒီ permission right ဘာသူ့ permission ဟုတ် right တယ် အဲ့တော့ဒီမှာဒီလိုလုပ်လိုက်လို့ရှိရင် IAM read only access ကိုလုပ်ထားရင်ဒီကနေဒီ trust fit ထားရင်ဒီကနေနော် master ပါ master ပါဘာလို့ဆိုတော့စစ်ပြန်ချိတ်ထားတာကသူဟိုကအထဲမှာ profile ချိတ်ထားတယ်နေရာဆိုရင်ဟုတ်တယ် master ပဲပြင်မှာလား အေးတယောက်ကမာစားတဲ့ ပြောင်း မာလေ ဟုတ်တယ် master ဟာပဲဗျ ဟုတ်တယ် master ပြီးကြောင်း ဂျပန် master ကြီး အင်္ဂလန်မာစားပဲဟောအာဂျင်တီးနားလည်းမာစားပဲကဲအာဆင်တင်
ဟို Arsenal မဟုတ်တော့ပါလဲ Man City Man City တော့ဘာလို့မလဲ master ပဲထင်တယ်ကိုဆိုင် Game Master တော့ဘာလဲ Arsenal ကျွန်တော်လည်းမရှိဘူး သူလည်း Man City ပဲ Master တဲ့ game source profile ရဲ့ master ကိုချိန်ထားဆို master လို့ထင်တယ် ဟုတ်တယ်နောက်ဆုံးဟိုကသူအစင်းစစ်ပြန်လုပ်ထားတဲ့ဟာမှာလေစုကချိန်ထား master ဆို yes ဒီလိုစဉ်းစားလေ that programmatic admin step 0 that programmatic admin point to master programmatic admin go master programmatic admin go to master programmatic admin account master programmatic admin account DIAM D SSKC က SSK ကဘယ်ကိုလန့်ခေါ်လို့ရပါ master ပဲခေါ်လို့ရတယ် master ပါပဲနောက်သူကဟုတ် ဘယ် Master account endpoint master programming admin ရဲ့ master admin admin user ထိ right okay and then response မြန်မာဘာလို့ပြန်မှာ response ထဲမှာက ပထမဆုံး master profile 1 2 3 sorry 0 1 2 3 4 5ကပါ 5က validation validation of this asaki နဲ့ secret asaki ရဲ့ပြီးရင် relationship ရဲ့ validation ရှိရဟုတ် and then 6 start ကကြတော့ reply ပြန်မယ်သူ master programmatic information admin တွေကို role ရဲ့ လူရဲ့ reply ပြန်လာပြီးတော့ and then 7က master programming admin တို့ရဲ့အဲ့ key နှစ်ခုဖြစ်မယ်တင်အကီး expire ရ သူကသုံး tab ကဟုတ်တယ်သုံးပါပြီ master programmatic admin role ရဲ့ zero reply ပြန်ထားတဲ့ဟာတွေကိုသုံး နောက်မှာဟုတ်လူရဲ့ဟောပါလို့ duration သုံးပြီးတော့ တော့ပြန်ပြီး request ပြန် သုံးပြီးတော့ request ဆန်မယ် request ပြန်ဆန်ပြီးတော့မှထပ်ပြီးတော့အဲ့မှာ request ဆန်မယ်ဆန်ရင်ဟိုက API ကပြန်ပြီးတော့ပြန်မယ်ဒီဟိုက tab programmatic admin role အတွက် information လေးကိုပြန်မယ် asset token လေးတိုင်းအဲ့ဒါကိုသုံးပြီးတော့နောက်ဆုံး IAM user ကို list လုပ် ဘယ် account ရဲ့ IAM user ကို list လုပ်မှာ master account ရဲ့ master IAM user IAM ဆို တော်များတော့ တော့ master tap လို့ထည့်တယ် တဲ့အဲ့မှာစတွေ့ပြီအဲ့မှာနှစ်ပွဲစတွေ့ပြီ ခိုင်းခွဲပြီ ခိုင်တွေ့ အဲ့ ပြီ တော့ river tap လို့ language ထင်တယ် ဖြစ် ပေါ့ ကုန် နော် ပြီ အဲ့တော့သူ permission ကိုလိုက်ယူပြီးတော့ကိုယ့် data ကိုပဲကိုရမယ်ထင်တာပဲကျွန်တော်အမြင်อ่ะဒီကျွန်တော်ကြည့် right interesting right ဒီနေ့နှစ်ယောက်လည်းကွဲသွားပြီ ဒီနေ့တော့ Man City fan တွေရောက်ကွဲကုန်ပြီ ဒီနေ့လည်းကွဲကုန်ပြီ okay alias okay ဒါနော်ဒီမှာ ကတော့ API endpoint ပဲဘယ် API endpoint ကိုခေါ်တယ်ကျွန်တော်တင်တာ master API ဒီ ကိုလမ်းခေါ်တယ် master programmatic right dev programmatic admin role right ဒီဟာနော်ဒီတော့ ဟုတ် step 0 အဲ့တော့55နဲ့လောက်တယ် ဒီပြီးတော့55နဲ့လောက်တယ် ဘယ်လိုလဲ50 လင်းကြီးအေးပဲ 50 နှစ်ခုပဲဖြစ်နေဖြစ်နိုင်တယ်နှစ်ခုပဲဖြစ် dev နဲ့ master 50 ကိုဆိုင် okay 0 zero damn it step 0 step 1 Yeah.
and then step 2 step 3 okay ကျွန်တော်လည်းနော် ကဲဘယ်မလား master လည်းမလားဘာမလား okay but this is 50 လည်းမ အဲ့ ဟုတ် ဒါ တော့ တက်တယ် access တနိုင်ဖြစ် right so this is interesting ဘာကြောင့်ဆိုတော့ကျွန်တော်တို့က same account scenario မှာဆို same account scenario အရာဆိုတော့သူကလုပ်ကိုလုပ်တယ် right same account scenario မှာဆိုတော့သူက IAM list user ပြတော့ account နဲ့ဆိုတော့ master account ကို master account နဲ့ IAM list user okay let's take a look at the error right okay ဘုံကတိုင်း အတာ actor okay who's the actor အဲ့နည်းနည်းများ tab AR programmatic admin role F programmatic admin role အောက်ဆုံး ဒီကောင်လေး ဟုတ် AWS အဲ့နေပြီးတော့ assume role master admin master programmatic admin role စမေဟိုဒီ နော် actor အရှ ဆိုတော့ဒီကောင် master programmatic admin ကသူကဘာလုပ်တာလဲဆိုတော့ ရှော action က yes ရှော STS assume role action ကိုလုပ်တာ right ဘယ်သူပုံမှာသွားလုပ်တာလဲ ဟုတ် boss က Automated admin that programmatic admin programmatic နောက်ဆုံး that sorry that ပုံနဲ့တွားမှာဖြစ်လိုက်တယ်နော် right dev programmatic admin role ပုံမှာအဲဒီ master programmatic admin role ကဒီ dev programmatic admin role ပုံမှာဒီ STL assume လို့သွားလုပ်တာလုပ်လို့မရအောင်အဲ့တော့ဘာဖြစ်လဲဆိုရင် permission ကဒီမှာမရှိတာပေါ့နော် master programmatic admin role မှာ permission မရှိတာဟုတ်တယ်မလား ဟုတ်တယ် right okay ဆိုတော့ master programmatic admin role ကဒီကောင်ကို cross account ဆိုတော့သွားလို့မရအောင်အဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုရင် master programmatic admin role မှာကျွန်တော် permission policy တစ်ခုပေးရမယ်ဟုတ်နော်ခို role ကျွန်တော်လှမ်းသုံးလို့ရအောင်ဟုတ်တယ်နော် right okayအဲ့ခါမှာပါလို့ဆိုရင်ကျွန်တော်ကဒီမှာ inline policy တစ်ခုလိုတယ် right we need some sort of inline policy အဲ့တော့ဒီမှာ master programmatic admin role မှာတွေ့တဲ့ inline policy JSON ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့ policy ထည့်လိုက်မယ်ကျွန်တော်လုပ်ချင်တဲ့ action ကပါလဲဆိုရင် ဟုတ်တော့ yes ရှော လုပ်ချင်တာဟုတ်နော်လုပ်ချင်တာဘယ် resource ပေါ်လဲဆိုရင်ဒီ resource ပေါ်မှာ dev programmatic admin role resource ပေါ်မှာဟုတ်နော်အဲ့တော့ permission လိုတာဟုတ်အဲ့ကျွန်တော်ရဲ့ policy STS assume role policy ပေါ့လေနာမည်ပေးလိုက်နော် master programmatic admin role မှာassume role to another guy that programmatic admin role ဟုတ်နော်အဲ့တော့သူရဲ့တက်တဲ့ error လေးအတိုင်းဒီကောင်ဒီ error တက်တဲ့အဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆိုလို့ရှိရင်ဒီ master programmatic admin role ပေါ်မှာ I create an inline policy create လုပ်လိုက်တယ်
permission policy ဒါပေမဲ့သူ customize policy ဖြစ်တဲ့အတွက် inline policy အဲ့တော့ကျွန်တော်ကသူ့မှာ base လည်းမပါတာတဲ့အခုဘာကိုလောက်ရတဲ့ခါလေနော်သူ error တက်လို့ဟုတ်ပြီ and then I will try again okay ဒီကောင်ဟုတ်နော်ဒီအမျိုးကြီးကိုကြည့်ကြည့်အရင်ဆုံးကျွန်တော်ရဲ့ credential where is the credential found right credential found အဲ့ဒါပြီးတော့ကျွန်တော်အဲ့ credential ကိုသုံးတယ်သုံးပြီးတော့ STS API လမ်းပေါ်လမ်းခေါ်တယ်ခေါ်ပြီးတော့သူ reply ပြန်တယ်သူပြန်တဲ့ reply ကဘယ်သူ့အတွက် reply ပြန်လာလဲဆိုလို့ရှိရင် master programmatic admin role အတွက် reply ပြန်လာ right ဒါကျွန်တော်သိပြီးသားဟုတ်တယ် right ပထမဆုံး step လေး master programmatic reply ပြန်တယ်ဟုတ်နော်အဲ့မှာသူကဘယ်အချိန်မှာ expire ဖြစ်မယ်ဘာညာတာကသူပြောတယ်ပြောပြီးတော့သူအဲ့ဒီခဏ access key secret access ဘာညာတာကိုသုံးပြီးတော့နောက်ထပ် STS API endpoint လမ်းပြောတယ်လမ်းပြောတဲ့အခါမှာသူကဒီတစ်ခေါက်သူကဘာကိုတောင်းလာလဲ I am this သူ STS API endpoint သူကAP service one and then it was ကောင်းတယ်သူက STS API လမ်းပြောပြီးတော့ဘယ်ဟာကိုသူတောင်းလာလဲဒီမှာ error ကြည့် right ခဏဟောမှုမေးလား IAM values ဆိုတာ I am this right ဒါခုနကကျွန်တော်ရဲ့ဟို authorization code ပါညာအမှကျွန်တော် reply ပြန်နေတာ403သူဘာလို့မရလဲဆိုရင်ဒီမှာလေ not authorized to perform STN assume role on the one တခြားကောင်းရရှိတဲ့ဟာကိုသူဟိုလုပ်လို့မရတဲ့အခါမှာလည်းကျွန်တော် error တက်ပြနော် that time so အဲ့တော့ကျွန်တော်တို့ကြည့်ကြည့်မယ်နော် tab ထပ်လုပ်ကြည့်နော် ထပ်တော့ပါပြန်ပြီအဲ့အကောင်ကို STS ဟုတ်ကြတော့ list user ကိုမရတာဆန်တော့ this is okay နာမည်က base နော် now ဒီမှာကြည့် copy this နောက်တဲ့ error တစ်ခုနော်ဟိုရအောင်နော် okay who is the actor The programmatic Program. role. The programmatic programmatic role. admin role. okay သူဘာလို့မရလဲ list user List user. I am the user. this user လို့မရဘူးဆိုတော့ဒီ user become now that I am listening ဒါဘာလို့မရလဲဆိုလို့ရှိရင် who we look up that programmatic ရတဲ့ကြီးရ Right. တော့သူပြနေဒီလိုပြတယ် more than this so the dev programmatic admin role yeah let's see dev programmatic admin role okay
Dev programmatic admin role because it's VPC VPC right okay then okay a tax policy I am real all right so actually it's because but I am read လောက်တာလေ sorry ကျွန်တော်တကယ်က VPC ကျွန်တော်ပြီးထား VPC read only ဒီလိုနားဒါ Amazon VPC read access အဲ့ဒါမျိုးနော် right ဒါဆိုရင်သိပြီဒါဆိုရင် master ကိုပြမှာလား dev ကိုပြမှာလား F ဟုတ်ကဲ့ dev right အဲ့ကောင်ဆိုင် နော် တခုချင်းစီဒီဘက်လိုက်ကြည့်လိုက်တော့ဟိုဖြစ်တော့မှနောက်ဆုံးဘာက target ဖြစ်သွားလဲဆိုတာသိရတယ်။ဒါအတွေးနဲ့ကြတော့တော့ master လို့ပဲထင်တယ် yeah အဲ့ဒါ yeah I know အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းဟိုမနေ့ကတည်းကဆိုတော့ step 0 step 1 step 2 step 3 step 4ဆိုတော့အဲ့ဒါမျိုးဆိုတာဒီလိုအဲ့လိုဖြစ်မယ်ဆိုတာသိချောင်းသိတယ်သိလို့ right okay ရရင်နော်ရမလားအဲ့တော့ summary ကပါလဲဆိုရင်ကျွန်တော်ကဒီ within the same account မှာဆိုလို့ရှိရင် तू ကဒီ row ကနေပြီးတော့ဒီ row ကို तू က assume လုပ်ပြီးလုပ်လို့ရတယ်ဆိုတာ तू က trust ဖြစ်ပြီးသား it's okay because it's within the same account ဟုတ်နော် but cross account ဖြစ်တဲ့အခါမှာကျွန်တော်ဒီ inline policy တခုတကောင်ထပ်ပို့လာပါတော့ तू က cross account ဖြစ်တဲ့အခါမှာ तू ကဒီကနေပြီးပြောတယ် hey I will trust this guy right the trust relationship ကဒီဘက်ကနေပြောလိုက်တယ် hey I will trust this guy ဆိုပြီး trust ဖြစ်လိုက်တယ်အဲ့မဲ့ဒီဘက်ကနေပြီးတော့ဟိုကြည့်တဲ့အခါမှာ then ဘာတော့ဒီကနေပဲလှမ်းကြည့်တဲ့အခါမှာအော် I don't know this guy man ဟိုကအကောင့်ဟိုကျွန်တော်က trust ပုံဖြစ်အဲ့ခါမှာသူကဒီမှာ STS assume လို့ပြီးတော့ထပ်ထည့်ပေးရ right ထပ်ထည့်ပြီးတော့မှ then okay ကျွန်တော်ကဒီလိုရ right အဲ့ခါကျတော့ကျွန်တော်ဒီဟောက်ကျွန်တော်ကြည့်ကြည့်ရအဲ့ခါမှာကျွန်တော်ဘာ trace လုပ်အောင်လို့ဆိုလို့ရှိရင် right အမ IMOR ရဲ့ SS key ဘာနဲ့တကနှစ်ခုပေါ်လာ right we have two pair so anyway ကျွန်တော် RM/RF CLI ဆိုပြီးတော့ကျွန်တော်ဖြတ်လိုက်မယ်ဖြတ်လိုက်ရင်ကျွန်တော်ခဏဒီဟာကိုကျွန်တော်ပြန်လုပ်လိုက် right so we will do the debug again right အဲ့ခါမှာကျွန်တော်တို့ဘာကို trace လုပ်စေချင်လဲဆိုလို့ရှိရင် like trace ဘယ်ဒီတစ်ခေါက် trace လုပ်တဲ့အခါမှာကျွန်တော်ကဘာလို့သိရမလဲဆိုလို့ရှိရင်ဒီ SS key secret SS key ကဘယ် account ရဲ့ဘယ် API endpoint ကိုသွားလဲဆိုတော့ account information မှာကျွန်တော်ထည့်တိမှရအောင် right ဟုတ်နော်ခုနကတော့အခုပြီးခဲ့တဲ့ scenario တော့ account တစ်ခုလေးပြဿနာမရှိဘူး right ဒီ SS key secret SS key ဒီ API ကိုသွားရတယ်ဘာလို့ within the same account ပြန်လာ right ဟုတ်ပြီနော်အဲ့ခါကျွန်တော်ဒီဟာကိုကျွန်တော် trace လုပ်ရတာဟုတ်ပြီနော် right okay အဲ့တော့ဘယ်လိုများ okay အဲ့တော့ trace လုပ်ကြည့်ရအောင် first step ကျွန်တော်ရဲ့ credential found found the credential ပထမဆုံး step ကဘယ်လိုသွားလဲဆိုရင် master account ရဲ့ STS API endpoint သွားရ right ကျွန်တော်ရဲ့ SS key secret SS key ကိုသုံးပြီးတော့ဟုတ်တယ်နော် AKI ပါညာပြီးကွာ okay J and something B okay အဲ့ပြီးကျွန်တော်ရတဲ့ reply ဒီ master account ရဲ့ programmatic admin role
right access key secret access keys security session token ဘာညာပြီးကွာ right okay ဒီမှာကျွန်တော် reply ပြန်လာပြီ reply ပြန်လာပြီးလို့ရှိရင် အဲ့ဒါပြန်ပုံမယ် အခုသူကအဲ့ဒီဟောသုံးပြီးတော့ဘာလုပ်ပြီလဲ another STS API endpoint ကိုပို့ပြီ right STS API လမ်းပို့ပြီပို့တဲ့အခါမှာခုနကရခဲ့တဲ့ access key secret access key master session token right အဲ့ဒီဟာကိုကျွန်တော်ယူပြီးတော့သုံးတယ်သုံးပြီးတော့ဒါခုနကနော်ခုနကအဲ့ right ဒါက master admin recommended admin rule ရဟာ right အဲ့တော့သူကလှမ်းပြီးပို့လိုက်တယ် yes ပို့ပြီးတော့ကျွန်တော်တို့ကပြန်ရတဲ့ဟာကဘာအတွက်လဲဆိုလို့ရှိရင်dev အတွက်ပြန်ရတာဟုတ်တယ်မလား tab ဟုတ်တယ် tab တက်ပြန် ပြန်ရပါ dev recommended admin rule တွေပြန်ရတာ Adminရဲ့ STS ပါပြန်ရ dev recommended rule တွေပြန်ရတယ်ဘာကြောင့်လဲဆိုကျွန်တော်တို့မှာအဲ့ဒီဟိုဟာလေးက master လေးကအဲ့ dev ရဲ့ဟိုဟာကို assume လုပ်လို့ရလို့ permission ရှိတယ် right အဲ့ပြီးတော့ ချိတ်ထားလို့ပါ အဲ့ဒီ dev ရဲ့ဟိုဟာကိုသုံးတယ်သုံးပြီးတော့ဒီမှာ IAM ကိုလှမ်းပြီးပို့တယ်ဟုတ်တယ်မလား IAM API ကိုလမ်းပို့ပြီးတော့ IAM list ပြန်ထုတ်တယ် လမ်းပို့တယ် right ဒီအခါမှာသူလမ်းပို့တဲ့အချိန်မှာသူဒီထိုတခြား account ဖြစ်သွားပြီနော် dev account ဖြစ်သွားပြီ right okay အဲ့တော့ဒီမှာကြည့်မယ်ဆိုရှင်ဒီမှာသူရဲ့ security token ဘာညာပြီးကွာ and then နောက်ဆုံးကျွန်တော်တို့reply ပြန်ဟုတ်နော် no yeah request and response yeah okay the solution so what if we add this to this guy right အဲ့ဒီဟာ ERS မှာပြန်ပြီးလုပ်ထား right that programmatic admin ကို trust လုပ်ပို့လာတယ် yeah if we trust this yeah IAM အနေနဲ့ အဲ့ဆိုလို့ရှိရင်အဲ့ဒါလည်း IAM ဖြစ်သွားပြီပေါ့ IAM user အနေနဲ့ပြန်ပြီးတော့ဘယ်လို trust နေလဲဆိုတဲ့ဟာနော်ပုံစံ whether is it makes sense or is it the other way around the chat trust this one or trust that one right ဟုတ်နော်ဒီဟာလေးကိုအခုဒီကခဏထားပြီးတော့KD ကိုအရင်ဆုံးဒီ flow အရင်ဆုံးပြန်ရအောင်လုပ်ကြည့်လိုက် right နော်ဒီ cross account okay cross account မလုပ်ခင် same account ဒီဟာကိုတစ်ခေါက်ပြန်လုပ် like တစ်ခေါက်တော့ပြန်လုပ်နော်ဒီ IAM ပေါ့မနေ့ကမှပြီးထားဆိုတော့လေဒီ same account ဒီ IAM ကိုဒီဟာပြီးဒုတိယဒီကောင်ပြီးလို့ရှိရင်ဒီ trust row right အဲ့ဒါလေးတစ်ချက်တော့ပြန်လုပ်လိုက်
ပြန်လုပ်ဖို့လိုရတော့မဟုတ်ဘူးဆိုလို့ရှိရင်လိုက် you will get lost easily ဟုတ်လားနော်ဒီအခုကျွန်တော်ဒီ right ပြလိုက်